ဒီနေ့ဗီဒီယိုမှာဆိုတော့ကျွန်တော်99နဲ့ Ender Follower ပြန်ဆော့မှာပဲဖြစ်ပါတယ်။ကဲဒါတော့ upload အသစ်ထွက်တာကြောင့်ကျွန်တော်ပြန်ဆော့ရပဲဖြစ်ပါတယ်။99နဲ့ Ender Follower ကို Roblox ထဲမှာဆော့ရအောင်သမ်းပါအောင်။ဟုတ်ပါကျွန်တော် game skin အကြောင်းကျွန်တော်လည်းရှင်းပြပေးရစေ။ဒီလိုဒါတော့ကျွန်တော် Roblox ထဲမှာတကယ်လောက်ရတာသူများဗီဒီယိုခဏထည့်ထားပေါ့။ဒါတော့ Roblox ထဲမှာတကယ်လောက်ရတာဒီလိုပြောချင်ပါပြီးရင်တော့ကျွန်တော်အပေါ်ကနေပြီးတော့နောက်ထပ်အကောင်လေးတော့တက်ရတာပြီးရင်နောက်ထပ်အကောင်လေးပြန်ချပြီးရင်အဲ့မှာမီးလည်းပြန်ပွင့်ပြီးတော့အဲ့မှာနှစ်ခုကြိုက်ရအဲ့လိုမျိုးပဲပေါ့ကျွန်တော် Minecraft မှာလည်းအဲ့လိုပဲဆောရတာပါကဲဗီဒီယိုလေးကတော့အခုလက်ထိမစသေးပါဘူးဟိုင်းကိုလို့ကျွန်တော်ရဲ့ခဲစကင်အကြောင်းလည်းရှင်းပြပါမယ်ကျွန်တော်လေးစကင်ချိုင်းလို့မရလို့ဆိုရင်ကျွန်တော်အိမ်ဘေးကစကင်ချိုင်းလို့ရတဲ့ညမတယောက်စီသွားပြီးတော့ကျွန်တော်ဆော့ခဲ့သွားပြီးတော့သူ့ဖုန်းနဲ့ကျွန်တော်99နဲ့ Ender Follower ဆော့ခဲ့ရပဲဖြစ်ပါတယ်ပြီးတော့ကျွန်မကျွန်တော်ပြန်ကူးခဲ့ရပါသူကကျွန်တော်စကင်ချင်းဖို့လုပ်တာအဲ့မှာသူကမချင်းနဲ့သူတော်မှမနေလုပ်ထားတာအဲ့ဒါနဲ့ကျွန်တော်မချင်းခဲ့ပဲနဲ့သူစကင်နဲ့ပဲဆော့ခဲ့ပေါ့ဗျာအဲ့ဒါဆိုတော့ stick skin ထပ်ထားရင် game skin ကလည်းကောင်းပါသေးရဲ့နော်ကောင်းလားမသိဘူးမကောင်းတော့ဘူးတဲ့ဟယ်လိုအဖိုးကြီးဟိုဘိုးတော့ဘာလုပ်နေတော့ဒီဘိုးတော့ဘာလာပြောနေတာဒီဘိုးတော့ဖိုင်းလွတ်ချလာပြီမင်းကဘယ်လိုမြင်တာကြီးရောကောင်းရောဟုတ်လားကျွန်တော်ဒီ upgrade အသစ်မှာပါတဲ့ bio ပေါ့ဗျာဒါတော့နိုင်ငံနဲ့ Ender Follower အသစ်မှာပါတဲ့ bio ကဲကျွန်တော်ဟိုဘက်ကစကန်စီကိုမနေ့ချိန်ကျမှသွားကြည့်ကြမယ်ဒီညတော့ကျွန်တော်တို့တတိယကြီးကိုသွားပြီးနှုတ်ဆက်ကြမှာပဲဖြစ်ပါတယ်အဲ့လိုတတိယငါသွားကြရလေးရှိလို့ခဏတော့အိမ်မှာစောင့်ပြီးတော့နော်မနေ့ချိန်ဒီအိမ်မှာစောင့်နေအဲ့လိုနဲ့ကျွန်တော်တတိယကိုနှုတ်ဆက်ပြီးရချိန်မှာအိမ်ထဲကနေပြီးတော့အဲ့ဒီ PC ရဲ့အကုန်ယူရဲဒီထဲမှာငါးညချိတ်တစ်ချိတ်တွေ့ရဆိုယူလိုက်တယ်မှာနေဘက်တန်းရောက်သွားRoblox နဲ့ဦးနဲ့ Minecraft နဲ့ဦးနဲ့မှမတူတော့ကြည့်လားဒါဒီနေရာကိုလည်းကျွန်တော်သူများတွေပြထားလို့သိရပေါ့ဒီရောက်ကိုဆင်းရမယ်ဆိုအဲ့လိုနဲ့ကျွန်တော်ဒီနားလေးမှာကျွန်တော်ညလုံးကြီးကျူးနဲ့ကြည့်နေတယ်ဖားလေးတွေကိုပတ်စိန်လေးကျူးလိုက်တယ်ဒါပေမဲ့အဲ့ဖားလေးကတော်တော်လေးကိုမှအသက်ပြင်းတာကြောင့်တော်တော်ကြီးကိုကြာသွားတယ်ပေါ့ဗျာပြီးတော့ကျွန်တော်တို့အဲ့ထဲမှာဘာလို့ဆရာမရှိရလဲကျွန်တော်ပြန်ထွက်လာခဲ့တယ်ဒီဖားကိုတက်ခဲ့တယ်ဘာမှမဆိုင်မဲ့ကိုလို့ရမယ်လို့ထင်တာပါပဲအဲ့လိုနဲ့ကျွန်တော်အဲ့ဖားကိုတက်ပြီးတဲ့အချိန်ဒီထဲကိုပြန်ဝင်လာတခါပွင့်သွားတယ်အဲ့ချိန်မှာကျွန်တော်ဟိုမှာ chest plate တုံးတွေ့လို့ပြောနေအဲ့မှာဖားတွေအများကြီးထွက်လာတယ်အဲ့လိုနဲ့ကျွန်တော်ဒီဖားလေးတွေကိုပစိန်လေးကျွေးရပေါ့ဗျာဒီဖားလေးကအစင်ဒီလောက်တယ်နော်အဲ့တော့ကျွန်တော်ပစိန်လေးကျွေးခဲ့တယ်စားရရောအဲ့လိုနဲ့ကျွန်တော်ဘာလို့ပြောက်သွားမှမသိဘူးပြောက်သွားအဲ့ချိန်မှာကျွန်တော်99နဲ့ Ender Follower ထဲလာပြီးငါးညဖို့လုပ်နေတာဘယ်လိုကောင်းတော့မသိဘူးအဲ့လိုနဲ့ကျွန်တော်ဒီကောင်လေးပါစားတဲ့ကိုပစိန်ထိုးထည့်မဟုတ်လေဖင်ထဲကိုထိုးထည့်တာပေါ့ပစိန်နဲ့ alright ဒီကောင်လေးဟိုဗီဒီယိုဆန်တာလို့တော့တန်းချက်ကောင်မတက်ထားပါဘူး what ဒီဖားလေးဘယ်နှကောင်တော့ရှိနေတော့ငါနိုင်ရမလားဒီကောင်လေးကိုကဲဒီ upload မှာကျွန်တော်အသက်ရှင်နိုင်ဖို့ကတော့90%ပဲရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကနည်းနည်းတော့ကျွမ်းနေလေတော့ဒါပေမဲ့ဒီကောင်လေးကလည်းတိတ်ပြီးခက်မဲ့ပုံပေါ်ပါဘူး10%တော့ကတော့ကျွန်တော်သိနိုင်ရရှိရတယ်ဘာလို့အဲ့လိုပြောရလဲဆိုတော့ငါဒီထဲမှာ what ဘိုက်ပေါ်လာကျွန်တော်မနေလိုက်တော့အခုလိုနေလိုက်ရကောင်းမှကြီးတယ်ပြောအိုးအဖားကြီးအချစ်စရာလေးကပစကြီးဟာတရားနာမယ်ပြေကိုရွှေကလုံးလို့နာမည်ပြလိုက်မယ်ဒီကောင်အစင်ရမလားဟယ်လိုကိုရွှေကလုံးဒါမင်းရဲ့အပေါင်းပါလေလားမသိပါဘူးအိုးကိုရွှေကလုံးကဒီကောင်ကိုရွှေကလုံးမဟုတ်တော့ဘိုက်ကြီးအကြီးပဲမတ်ရွှေကလုံးဒီကောင်မတ်ရွှေကလုံးဖြစ်တော့တယ်မင်းကိုဝင်ရထားလားမတော့ဘိုက်ကြီးအကြီးပဲ what the fuck ပါပဲကွာလို့ okay hello motherfucker please help me ဒီကောင် subscribe လုပ်ရအဲ့ဒါကျွန်တော်ဒီကောင်တပ်လိုက်တယ်ဟုတ်တယ် subscribe လုပ်ကျွန်တော်အိမ်ကြီးလာပြီးတော့ပစိန်နဲ့လာခုမှမရှိပါဘူးဟုတ်အဲ့လိုနဲ့ကျွန်တော် chat ကိုဖွင့်ဖို့လုပ်တယ် chat ကဖွင့်လို့မရပဲဖြစ်နေတယ်အဲ့ဒါနဲ့ကျွန်တော်ငါမရရင်ချိုးဆိုတဲ့အတိုင်းပဲကျွန်တော်ငါးလေးရွယ်ရှိပြီးတော့ပြန်ထွက်လာခဲ့တယ်ပြီးတော့ဒီကောင်တွေကလည်းကျွန်တော်အနေနဲ့လာရှုံနေတာအဲ့ချိန်မှာကျွန်တော်အပေါ်တက်လိုက်ဟိုဘက်တက်လိုက်နဲ့ပညာတိရထားတဲ့အတိုင်းပဲသွားဆော့နေဒီ Roblox ဒီ99နဲ့ Ender Follower ကိုကျွန်တော်တော်တော်ကြီးကိုနှစ်သက်ပါတယ်Minecraft ပဲကြည့်ကြဘူးပေါ့ပဲကျွန်တော် Roblox မဆော့အမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ game ကြောင့်ပဲကျွန်တော် Roblox ကိုနည်းနည်းပါးတော့ဆော့ကြည့်လိုက်တစ်ခါလေးတော့ဖြစ်မိတယ်ဒါပေမဲ့တစ်ခါတကယ်ဆော့မယ်လို့လိုက်တော့လဲစိတ်ကူးရအကုန်ပြတ်ပြောက်သွားပါပဲဒီ game လေးကြောင့်တော့ဆော့ကြည့်လိုက်တော့ဖြစ်မိတယ်ဒီကောင်လေးချစ်စရာလေးဆိုတာစိတ်မိရနော်ဟုတ်လားဒီ social ရဲ့ဝင်ကြည့်အောင်နိုင်ရှိလို့အိုးဟိုမှာလာတာကွာလို့အဲ့လိုနဲ့ကျွန်တော်ဒီပေါ်မှာကျွန်တော်ချောင်းရိုက်ဖို့ကြံတဲ့ကောင်လေးကိုကျွန်တော်ကပဲသူတို့ဘောလေးကိုချောင်းရိုက်ပေးလိုက်တယ်
အဲ့ဒီမှာသူတို့ကဘောကနေပြီးတော့အလုံးလုံးလုံးထွက်လာမြင်လိုက်လားမသိဘူးအဲ့လိုနဲ့ကျွန်တော်နောက်တစ်ကောင်လည်းထပ်ရိုက်ပြလိုက်တယ်ခလုတ်တွေရောအများကြီးအဲ့ခလုတ်တွေနေနေနောက်ထပ်အကောင်တွေထွက်လာလို့တယ်အဲ့လိုနဲ့ကျွန်တော်ပစ္စည်းရယူပြီးတဲ့အချိန်မှာပြန်လစ်လာခဲ့ပါတယ်ကောင်းရောကွာဒီကောင်လေးနဲ့ရောဖင်အာရောဒီကောင်ဖင်သူ့ဖင်နိုင်မကြိုက်ဘူးနော်သူဖင်လိုက်တာမကြိုက်ဘူးဆိုတော့သိသွားပြီအဲ့တော့ဘယ်တော့မှထပ်မလိုက်တော့ပါဘူးလို့သူဖင်အဲ့လိုနဲ့ကျွန်တော်သွားပြီးတော့ဒီ chest မဖွင့်မိတာသူတို့အဖွဲကပြန်ပြီးကျွန်တော်ဖင်နိုင်ဖို့ချောင်းတယ်အဲ့လိုနဲ့ကျွန်တော်3လေးနဲ့မနေ့ကမှပြန်ချခဲ့ရပါတယ်ပြီးတော့ကျွန်တော် social လေးကိုနိုင်ဝင်နေတဲ့အချိန်အုပ်စုလိုက်ကြီးကျွန်တော်ဖင်လိုက်ပါအစိမ်းကြီးနဲ့ဖင်ကောင်းလေးဖူးထည့်ပါတော့ဆိုရကြဟုတ်လားဒီကောင်လေးကိုကျွန်တော်ပစိန်လေးနဲ့သူတို့အင်ကြီးကိုခုတ်ပေးပါမယ်အဲ့တော့ဂျက်ဆန်ဖြစ်ချင်လားဂျက်ဆန်ဖြစ်ချင်ဂျက်ဆန်ဒီမှာတော့တင်ဟာအဲ့လိုလဲဒီကောင်ကတော့အငွေးပြန်ပြီးပြောက်သွားတယ်ဘာလို့သူတို့အဲ့သွားတယ်မသိဘူးအဲ့လိုနဲ့ကျွန်တော်တို့မနေ့ကတွေ့ခဲ့တဲ့ social လေးကိုပြန်ဝင်လာခဲ့တာအဲ့ချိန်မှာပုံမှန်တိုင်းပဲသူတို့ဘောတွေကိုရိုက်ခဲ့တယ်အဲ့မှာသူတို့ဘောတွေရိုက်တော့မခံနိုင်ရတာဘာလို့မသိဘူးအဲ့လက်နက်အစ်တွေပါရှိနေပါတယ်ကျွန်တော်ပြီးတော့နောက်ထပ်ဟိုရင်လေးတော့ကျွန်တော်တို့သွားရှာမယ်လုပ်တဲ့ဒီ social ကိုကျွန်တော်ပြန်လာခဲ့ပါတယ်ဒီထဲမှာဘာရှိလုံးလို့ကျွန်တော်လည်းတခြားတော့ကောင်းကောင်းရောမမြင်ဘူးဟုတ်ကောင်းရောကွာအောက်ဆွဲကြီးဖိနိုင်တာဒီကောင်းလေးအောက်ဆွဲကြီးကိုမကြည့်ဟိုကောင်းရက်ဆိုမစတည်းနေလိုက်ညာဒီစမအဲ့တော့ရခွေရမဟုတ်လားငါ့ကိုလက်ကြီးနဲ့ဝင်ချသွားလားလို့ခုနကတော့ဟုတ်ဒီပုံလေးရှင်းစေးလေးတောက်ထားအောင်မယ်ဒါသမားမင်းတို့လာပါလေခုံစစ်ကြည့်လာပါရဲ့ရေချိုးလို့ရဒီကောင်းလေးအန်ချူကမြင်သားပဲအန်ချူလည်းပဲနီးမယ်ဒီကောင်းလေးအီချူနေရလေနော်အဲ့တော့ကျွန်တော်တို့အစ်စင်းနိုင်လို့ရဒီဖိုင်ကိုကျွန်တော်တိတ်ပြီးမကြိုက်ဘူးဘာလို့ဆိုတော့ဒီဖိုင်ကတချို့အဆောက်အုံနေဆိုကြည့်မိလားမသိဘူးဟိုကြည့်အောင်အဲ့လိုကြောက်တွေပါညာရဲ့လက်ကလေးပုံစံဖြစ်နေကျွန်တော်အနေနဲ့လိုက်ဆဲနေခင်ရပါကျွန်တော်မကျင်တတ်တော့လားမသိဘူးကောင်းရောခင်ရပါကျွန်တော်မကျင်တတ်တော့လို့ကျွန်တော်မင်းတို့အကြောင်းဆိုပြီးကျွန်တော်ဒီကောင်လေးအကောင်လုံးအပြည့်ပုံစားတယ်အဲ့မှာဒီကောင်လေးကလည်းငါတို့ကြောင့်မဟုတ်ဘူးဆိုကျွန်တော်ပစိန်နဲ့ပြန်တီးရဲအဲ့မှာကျွန်တော်လည်းပြန်တီးရဲကျွန်တော်ကတော့အမြင်ဘောပဲဝင်ခုတ်တာပဲဖြစ်ပါတယ်ကွေးတရပြီးပေးရမယ်အစားဒီကောင်လေးကကွေးတရပြီးအိတ်သွားကြတာများတယ်။ဒါကြောင့်လည်းကျွန်တော်လည်းမသိဘူး။ကိုလိုသိရင်ကောင်းမှရေးခဲ့ပြီပေါ့။အဲ့လိုလဲကျွန်တော်ဒီကောင်လေးကိုဘောလိုက်ထုတ်တယ်။အဲ့ပါလေကျွန်တော်သွေးကန်ဒီပါသွေးလေးနဲ့တုံးအိုးကိုရပဲစားလိုက်လို့အဲ့ဒါမှလေးလုံးတယ်။အဲ့ဒါလဲကျွန်တော်နားထဲမှာသူ့ကိုလှုပ်လို့မရအောင်စတိုက်တီးပလိုက်တယ်။ပြီးတော့ကျွန်တော်ဒီဘိုင်ယုံမှာရှိနေလို့လားမသိဘူး။ကင်မီကောက်တွေကအရင်ကစပိုးနေတယ်ပြီးတော့ဒီဘိုင်ယုံနဲ့လည်းကျွန်တော်တိတ်ပြီးညီသားမကြောက်ဘူး။ဘာကြောင့်လဲဆိုတော့အဲ့မှာလက်ကလေးကြီးတွေ့လား။မမကြောက်တိုင်တို့တချို့ကြောက်တယ်ဆိုတော့လက်ကလေးပုံစံလာဆဲနေအမြင်လားမသိဘူးကဲကိုလိုအမြင်ရမှာပါအဲ့လိုလဲကျွန်တော်ဒီနားလေးမှာတွေ့နေရခုနကတိုးကြီးကိုကျွန်တော်ဓာတ်စာလေးသွားပြီးမိတ်ဆက်ပေးလိုက်တယ်ဒီကောင်ကျွန်တော်ဘာလို့ထုတ်ချောင်းလာလဲအနာတော့မလားနဲ့ငါကြောက်ကြီးမလားလာစမ်းပါနင်းအဲ့လိုနဲ့ဒီကောင်လဲကိုလိုမြင်ရလိုက်မသိဘူးမြင်လိုက်ရရင်အနောက်ကိုတည်းဆွဲကြည့်လိုက်ပါဒီကျကပြီးတော့သေသွားရပေါ့တရားကဲကျွန်တော်ဒီနေရာမှာတော့နောက်ဗီဒီယိုမှာကြည့်ကြပါမယ်ကိုလို